မင်းကိုမနှောက်ရှက်တော့ဘူးဒါနေနိုင်သွားလို့လည်းမဟုတ်သလိုနေတတ်အောင်စူးစမ်းနေရလည်းမဟုတ်ဘူးမအားသေးဘူးဆိုတဲ့စကားနောက်မှာဘာလို့လဲဆိုတဲ့မေးခွန်းနဲ့မမေးဖြစ်အောင်ရဲ့ဘယ်ချိန်လောက်ကြာအားမလဲဆိုပြီးအထွတ်မတက်မိအောင်ရဲ့စင်ချင်နေရပါမေခွန်းတွေအများကြီးမေးတာမချိုက်ဘူးမလားပြီးတော့ဘာသာထားသည်လဲဆိုတဲ့စိတ်ပူတာကိုတော့စိတ်ရှိတော့တာမှမဟုတ်တာအထက်ပို့ပြီးချလားလို့မေးချင်မိတဲ့ကိုကကိုပဲစင်ချင်ရမှာပေါ့မနှောက်ရှက်တော့ဘူးနော်ဒီတစ်ခါတည်းပါအရင်ကလို့မနှောက်ရှက်တော့ဘူးနော်ဆိုတဲ့စကားကိုသုံးပြီးဖုန်းတွေမကင်မချင်းစာတွေမပြတ်မချင်းခေါ်နေမိမဲ့လူတယောက်မဟုတ်တော့ပါဘူးကို့အတွက်မအားတဲ့ဖုန်းကိုဘက်ကမဆက်ဖြစ်အောင်ဒီနေ့တော့ဖုန်းပိတ်ပြီးအိပ်ပါတယ်ကိုပို့တာကြောင့်မဖက်ဖြစ်တဲ့စာတွေကိုမိစိမ့်နေရင်တောင်မပို့ဖြစ်အောင်နေပါမယ်နောက်ဆုံးတိတ်လွမ်းနေရင်တော့မင်းကိုမနှောက်ရှက်တော့ပါဘူး